Hello အားလုံးပဲမင်္ဂလာပါရှင် Minus Family Store ကနေကြိုဆိုပါရစေဒီနေ့မင်းရောက်ထားတဲ့ပစ္စည်းတွေကဖောက်ပြတဲ့ပစ္စည်းတွေကဘာလေးတွေလဲဆိုတာသူတို့လိုက်ကြည့်အောင်နော်ကဲဒီမှာဗီဒီယိုကလေးဟန်ညာလေးတွေနော်အသီးလေးတွေပေါ့နော်ချင်းလေးထဲမှာအသီးလေးထည့်ထားတဲ့ပုံလေးတွေပါတယ်ဒီဇိုင်းဆန်းဆန်းလေးတွေပါနော်ပြီးတော့ဘဲချိုကလစ်လေးတွေပါမယ်ပြီးတော့ဒါလေးကလိပ်ပြာပေါ့နော်ပန်ထားရင်တော့လှုပ်လေးပေါ့နော်တုံလိပ်ပြာလေးတွေပါမယ်အရင်လာတဲ့ဒီဇိုင်းလေးနော်ဒါလေးတွေကပြီးတွေလေးတွေပါရှင်ပြီးတော့ဒါလေးတွေကbrush bee လေးတွေနော် brush bee လေးတွေကလုံးဝဒီဇိုင်းအလန်း quality ကောင်းလှလေးတွေဒီတစ်ခါဒီဇိုင်း3-4မျိုးလောက်ပါပါတယ်ဒါလေးကပေါ့နော်ကြောင်ပုံလေးပေါ့နော်အဝိုင်းပုံ brush bee လေးပါနောက်ပါမလဲဆိုတော့နှစ်ထပ်တည်ပင်ပေါ့နော်ဒီနှစ်ထပ်တီအပင်ကိုမှသူကတစ်ဖက်ကကြတော့ကွင်းသေးတစ်ဖက်ကကြတော့ကွင်းကြီးဆိုတော့ကလေးတွေအတွက်ရမ်းစင်ပြေတယ်နော်ဈေးလေးတွေကလည်းတက်တာလေးနဲ့ရမှာဖြစ်ပါတယ်ရှင်ဒါလေးတွေကနှစ်ထပ်တီအပင်လေးတွေပါမယ်ဒီဖားထဲမှာအများဆုံးကတော့မင်း brush bee လေးတွေပေါ့နော်ဒီဇိုင်းဆန်းဒီဇိုင်းလှလေးတွေအများကြီးပါတာတွေ့အများကြီးပါတယ်နော်ဒါလေးကဘေးတွေကလေးလေးတွေပါပြီးမင်းတပုံချင်းပြတ်တည်ပေးပါမယ်ရှင်ကဲဒီမှာ brush bee လေးတွေဆိုရင်တော့အရင်နေလာတော့နော်ဒီမှာဘဲဥပုံ brush bee လေးတွေပါမယ်ဈေးလေးတွေကလည်း1000ကျော်တဲ့ဈေးလေးနဲ့ရောင်းရမှာဖြစ်ပါတယ်နော်ဒီ brush bee လေးဆိုရင်ဒါလေးဆိုအရင်ပြီးလို့ကောင်းတဲ့ brush bee လေးနော်စပင်လေးမနာပါဘူးဒါလေးကနောက်တစ်မျိုးဒါလေးတောင်ပုံ brush bee လေးပါမယ်ဒါလေးဆိုရင်ရောင်စုံ brush bee လေးနော်ကဲ brush bee လေးတွေပြီးတော့ခါကြတော့ဗီဒီယိုကလေးပါပဲလို့ပဲပေါ့နော်မင်းတို့ Zin Family Store မှာလာရောက်အားပေးလို့ရပါဘူးရှင်တနေရာထဲမှာစုံနေရချင်တော့ Zin Family Store ကိုလမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်